Hello အားလုံးပဲမင်္ဂလာပါယူခိုကဒီလိုမျိုး T-shirt လေးတွေကိုဘယ်လိုလုပ်ရလဲဆိုတော့ပြောပြမှာဖြစ်ပါတယ်အရင်ဆုံးဒီထဲဝင်လိုက်ပါအဲ့တော့ကကောက် ACC ဖွင့်ရသေးပါတယ်ပြီးရင်ဒီစာတန်းလေးပေါ်လာလေးပါမယ်အဲ့လေးပေါ်လာလေးပါမယ်အဲ့လေးကိုနှိပ်လိုက်ပါပြီးရင်ဒီမှာပေါ့နော်ဒီထဲမှာ Google T-shirt လို့ရိုက်ချလိုက်ပါY2K Google T-shirt Y2K ကြိုက်ရင် Google T-shirt Y2K လို့ရိုက်ချလိုက်ပါဒီမှာပေါ့နော်ပေါ်လာပါပြီဒီမှာပေါ့ Y2K နဲ့ Google T-shirt နဲ့ပေါ်လာလေးပါမယ်ယူခိုက Google T-shirt ပဲလုပ်လိုက်တော့ပါမယ်အဲ့စာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ရောကိုကြိုက်တဲ့ T-shirt လေးပေါ့နော်အဲ့ဒါလေးကိုလုပ်ပါချလိုက်ပါယူခိုကချနေတော့ပါပဲယူခိုကဒီပုံလေးကိုပဲကြိုက်တော့ဒီလေးယူလိုက်ပါမယ်အဲ့မှာကိုကြိုက်တဲ့ဥစ္စာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်တော့ဒီမှာဒီလေးပေါ်လာလေးပါမယ်အဲ့ဥစ္စာလေးကိုပြန်နှိပ်လိုက်ပါပြီးရင်ဒုတိယနေရာမှာဒီလေးပေါ်လာလေးပါမယ်အဲ့လေးကိုထပ်နှိပ်လိုက်ပါနှိပ်ပြီးသွားရင်ရသွားပါမယ်ပြီးရင်Googleထဲဝင်ပါGoogleထဲဝင်ပြီးရင်ဒီမှာဒီလေးပေါ်လာလေးမယ်ပေါ့နော်အဲ့လေးနှိပ်လိုက်ပါပြီးရင်ဒီလေးကိုထပ်နှိပ်ပါပြီးခဏစောက်ပါခဏစောက်ပြီးသွားရင်မြင်းတော့ကြဥစ္စာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်သူကဒီလေးပေါ်လာလေးမယ်ပေါ့နော်အဲ့လေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ဒီလေးပေါ်လာပါမယ်အဲ့လေးကိုလည်းထပ်နှိပ်လိုက်ပါပြီးရင်ဒီဥစ္စာလေးလည်းပေါ်လာလေးပါမယ်အဲ့ဥစ္စာလေးထပ်နှိပ်လိုက်ပါပြီးရင်ဒီအဖြူရောင်စာတန်းလေးပေါ်လာလေးပါမယ်အဲ့ဥစ္စာလေးကိုနှိပ်လိုက်ပါဒီတမ်းနဲ့ပါပြီးရင်ခုနကကိုယူထားတဲ့ T-shirt ပုံလေးကိုဒီထဲပါအဲ့ဥစ္စာလေးကိုနှိပ်ပြီးတော့အဲ့ပုံလေးကိုထည့်လိုက်ပါအဲ့ဆိုရင်ခုနယူထားတဲ့ Google T-shirt ပုံလေးပေါ်လာရဲ့ပုံတော့အဲ့ဥစ္စာလေးကိုနှိပ်ပြီးထည့်လိုက်ပါအဲ့ဆိုဒီလိုဖြစ်သွားမယ်အဲ့ဆိုရင်ဒီဟာပေါ့နော်ဒီဟာကိုနံပါတ်တွေနဲ့မလုံးပါနဲ့ T-shirt လို့ရေးပါဒီမှာ T-shirt ရေးပြီးတော့ဆိုရေးစရာမလိုပါဘူးပြီးရင်ဒီလေးကိုနှိပ်လိုက်ပါဒီဥစ္စာလေးပါအဲ့လေးကိုနှိပ်ပြီးသွားရတော့ရလိမ့်ပါမယ်ခဏစောက်ပါအဲ့လေးနှိပ်ပြီးအဲ့ဆိုရင်ဒီမှာပေါ့နော်ကိုယူထားတဲ့ဒီပုံလေးပေါ်လာလိမ့်ပါမယ်ပြီးရင်ဒီအမားလေးကိုနှိပ်လိုက်ပါပြီးရင်အောက်ဆုံးကဒီလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်တော့ဒီလေးကိုထပ်နှိပ်လိုက်ပါထပ်နှိပ်ပြီးသွားရင်တော့ဒီမှာပေါ့နော်ခဏဆောက်ပါပေါ်လာလေးပါမယ်မယူခိုလောက်ထားဥစားလေးပေါ့နော်ပြီးရင်မပေါ်လာဘူးဆိုရင်အပြင်ထွက်ပါအပြင်ထွက်ပြီးဟိုဘလော့ထဲပြန်ဝင်ပါအဲ့လိုလည်းမရဘူးဆိုရင်အားလုံးရှင်းလိုက်ပါအားလုံးရှင်းရတော့ပြီပါမယ်ကောင်းပါစေအဲ့ဆိုအားလုံးပဲ bye bye see you next video